အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလန်တစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုဒီလူဟာအခုလိုလူ့ဘဝရောက်နေပေမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတဏှာစရာတရားပဲဒါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလို့သူ့ဘာသူဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်တဏှာစရာကောင်းတဲ့တရားပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်ထဲကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါတရားအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်တယ်နော်အပေါ်စီးယူတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲ့ဒီလိုတဏှာချင်နာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါဥပိ္ပခာလို့ဆိုတာဟာဘာလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်ငါကတော့ငါနဲ့သိတာမှမဟုတ်ပဲကိုယ်ဘဝတော့ကလည်းငါနဲ့သိတာမှမဟုတ်ပဲ